ကဲချစ်ကိုချင်းမတို့ကျွန်တော်ဒီနေ့ချစ်ကိုချင်းမတွေကိုဈေးကွက်မှာရှားပါတဲ့ဆန်လေးတစ်မျိုးရောင်းချပေးတော့မှာဖြစ်ပါတယ်ဟာမင်းလှုပ်လာရင်ကြီးကြီးကျယ်ကျယ်ဈေးကွက်မှာရှားတဲ့ဆန်လေးရှိလားရှိပါတယ်ကျွန်တော်တို့ရှာလို့မရဘူးပေါ့ဗျာဒီဈေးတန်းနဲ့ဒီဆန်တွေကိုရှာလို့မရဘူးအဲ့ဒီလိုမျိုးဆိုလို့ချင်းဖြစ်ပါတယ်ဒီလိုမျိုးဆန်လေးတွေကိုဒီလိုမျိုးဈေးတန်းတွေနဲ့ဒါရမယ်ဆိုရင်ချစ်ကိုချင်းမတို့ဆန်ဆိုင်တွေမှာမရောင်းရဘဲနေပါမလားနော်ဟုတ်ပြီဒါဆိုရင်တပြေးကို3000မရှိဘူးနော်ချစ်ကိုရှင်မတို့တပြေးကို3000မရှိ3000အောက်နဲ့ရမယ်နောက်တစ်ခုကပါလဲအဟောင်းလေးအဟောင်းဖြစ်မယ်အဟောင်းအစ်စ်မှန်ပါကျွန်တော်ဒါလေးတွေကမနေ့ကနေကျွန်တော်ထမင်းရှက်ပြီးပါပြီထမင်းကလည်းအိုးတက်တယ်အဆူခန်းတယ်ထမင်းရင်ကွေးတာတွေမရှိဘူးနော်ဟုတ်ပြီဒါဆိုရင်ဒီနေ့မှာချစ်ကိုရှင်မတွေကိုဒါလေးကဘေးဆန်လဲဆိုတော့အသွေးအဟောင်းလေးဖြစ်ပါတယ်အသွေးအဟောင်းပါကျွန်တော်ရောင်းချမဲ့ဈေးကတော့ချစ်ကိုရှင်မတွေဗီဒီယိုကိုဆုံးအောင်ကြည့်တဲ့လူကတော့ကျွန်တော်ပြောတော့မှာဖြစ်ပါတယ်ကဲချစ်ကိုရှင်မတို့လိုရတဲ့ချစ်ကိုရှင်မတွေအမြန်ဆုံးဒီဗီဒီယိုကိုကြည့်ပြီးတော့ order အမြန်ဆုံးတင်ပါကဲဒီမှာပါနော်ချစ်ကိုရှင်မတို့နော်ဒီမှာပါဒါလေးကတော့ကျွန်တော်တို့အသွေးအဟောင်းလေးပါနည်းနည်းကတော့အဝါလေးတွေတော့ဖြောက်တောင်းလေးတွေပါတယ်နော်အဝါလေးတွေကတော့ဖြောက်တောင်းလေးတွေပါတယ်ဆန်ကတော့အဟောင်းဖြစ်တယ်အဟောင်းဖြစ်ပါတယ်အဟောင်းစစ်ဖြစ်ပါတယ်နော်ဒီကောင်ကကျွန်တော်ထမင်းတွေလဲချစ်ကိုချင်းမတွေကိုချက်ပြပေးပါမယ်ထမင်းရေမကွေးဘူးဗျာနော်ထမင်းလုံးဝရေမကွေးဘူးနော်အေးတော့ရင်မာတဲ့ဆန်ဖြစ်ပါတယ်နော်အေးတော့ရင်လည်းမာတဲ့ဆန်ကဲချစ်ကိုချင်းမတွေတို့အကြိုက်ပဲဗျာကဲဆက်ပြီးတော့ကြည့်လိုက်ကြအောင်ကျွန်တော်တို့ဒီမှာပါနော်ဒါစင်နပိတ်တစည်းစာပေါ့နော်စင်နပိတ်တစည်းစာလောက်ရှိပါတယ်ချစ်ကိုချင်းမတွေတို့အတွက်ကိုတော့ကျွန်တော်အကုန်လုံးရအောင်ရောင်းပေးသွားပါမယ်ချစ်ကိုချင်းမတို့နော်အခုလက်ရှိနေထားမှာကျွန်တော်ထမင်းရှက်နေတယ်ထမင်းဆူလာတာနဲ့ချစ်ကိုချင်းမတို့ဆက်တိုက်ကျွန်တော်ပြပေးပါမယ်ကဲကျွန်တော်တို့ချစ်ကိုချင်းမဒီမှာနော်ဆူနေပါပြီကျွန်တော်ဒီနေ့ရောင်းမဲ့အသွေးအဟောင်းလေးဖြစ်ပါတယ်ဒီမှာနော်ဒီမှာနော်ဒီမှာရေကွေးတာမပါဘူးနော်သူကရေကွေးတာမပါဘူးထမင်းအဆင်ပြေပါတယ်စားလို့လေးရတယ်ဘယ်နေရာမှာပဲသုံးအဆင်ပြေတယ်ဗျာနော်ဒီမှာကြည့်လိုက်ပါနောက်နင်းလေးဒီမှာနော်ဒီမှာနော်ဟုတ်ကဲ့ပါကဲအရင်ညှိလိုက်မယ်ကျွန်တော်ထမင်းလေးနင်းမာတယ်ဗျာနော်ဒီဆန်ကအေးတော့ရင်မာတဲ့ပုံစံမျိုးကိုသွားတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ထမင်းသားကိုကြေးရတဲ့အချိန်မှာလည်းထမင်းသားတွေကလည်းဖင်ကွင်းရင်ကွင်းမရှိဘူးနော်ဒါပြောမယ်ဆိုရင်ဒီဈေးနဲ့ဒီဈေးဆိုတာကျွန်တော်လက်ကဈေး6200နဲ့ပေးမှာဖြစ်ပါတယ်လက်လီကတော့ကျွန်တော်တို့အိမ်ရောက်ကားခါလေးတွေပါလေးတွေပေါင်းပြီးတော့မှကျွန်တော်တို့ရောင်းပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ချစ်ကိုချင်းမတို့ဒီကောင်ကစင်နပစ်တစည်းစာလောက်ရှိတယ်မာယုံရှင်နေဆိုရင်တော့မြန်မရမယ်ဈေးခွက်မှာကျွန်တော်ဒီဈေးနဲ့ရှာကြည့်လိုက်တော့ချစ်ကိုချင်းမတို့မတွေ့နိုင်ဘူးနော်ကျွန်တော်ပြောထားတဲ့အတိုင်းပဲဈေးခွက်မှာဒီလိုရှာပါ PC လေးတွေကိုဒီဈေးတန်းလေးတွေနဲ့ကိုယ့်ရဲ့မိမိနဲ့ဆိုင်မှာဆန်ဆိုင်တွေမှာရောင်းမယ်ဆိုရင်ရောင်းကောင်းမှာဖြစ်ပါတယ်ကဲအမြန်ဆုံး